Sagli. Kodambi Lula Yadomego. No at least I do let show BB. Counts on the left be like a piano. I say, is I. Come Gucci and Niaganijama. Both Samani Zaman and Momia. Tama. Min Lea Fini Sajubu. Min Papi. Happy with the idea. Don't I am a journey man. English sit down about the bit of children away. English G. Machine. Don't I am a don't listen to me. If a madam would see legend be me, may you them all be me. Silly in a be me. Era tata ko lula jara ba tunga ji ko tangi lula ya bi tomorrow di kaung ni ba set shi ja lu lo ko nangan ko pian ma la sai ma cha bu maung myin sai ma cha bu to english ko pian cha bu pian sin tha ma phit me Ata khata ba tunga ji me yo nga yo ga DNA BDA တွေကပါခဲ့ကြတာတော်လှန်ရေးပြီးလို့ဂန်နီစာချုပ်လက်ချုပ်ရောငါတို့တက်မတော်မှာပါဝင်မရတော့တို့လက်ထက်မှာလက်နဲ့မရှိဘူးအဲ့တော့အင်္ဂလိပ်ကိုဘာနဲ့သွားချဟုတ်တယ်ဂျပန်ကိုတော်လှန်တဲ့ငါတို့မျိုးချစ်ဗမာတက်မလို့လုံးဝဖျက်သိမ်းဖို့လုပ်ခဲ့တယ်။ခေါင်းဆောင်ကြီးတွေနဲ့လူလူကလက်မခံလို့အင်းအားလျှော့ခဲ့တယ်။ဒါမှမပူနဲ့တငယ်ချင်းအခုတို့လေစစ်ထက်ပြန်ဝင်ခွင့်ရတော့မယ်။ဟုတ်ပါမလားစာလေးဟာတို့တက်ထက်ထွက်တာပဲနှစ်နှစ်ကျော်နေပြီ။ဘယ်သူမှပြန်လက်ခံมาတယ်တော့မင်းလည်းတစ်သေးသားပဲကွာ။အေးစီစီမြင်းလေးလောင်းလိုက်ပါတီလေးတက်လိုက်တယ်။စိနဲ့နေစမ်းမှာကွာသိကန်းနေတာမှာတထေးသားဆိုရင်မဇိမ်နဲ့နေလို့မဖြစ်ဘူးတကယ်ချင်းအခုတိုင်းကြီးပြည်ရပေါ်လာပြီဂျပန်ကိုချတယ်ကိုအင်္ဂလိပ်ကိုလည်းပြန်ချအခုငါတို့ပြန်လက်ခံမှုသတင်းစာတွေကနေကြော်ညာနေပြီအေးလေမင်းကလူပြလူလွတ်ဆိုတော့ကမင်းစိတ်နဲ့မင်းကိုပေါ့ကျောင်းဆက်မတက်ချင်လဲရတယ်ငါတော့သားနဲ့မယားနဲ့ဆိုတော့ကမိမနဲ့တိုင်မင်းအောင်ဟာကွာတိုင်မင်းလဲမြန်မြန်တိုင်မင်းကွာငါတို့စစ်တနန်းပြီးပြီးဘူခန့်မှာကွာဟေးဘူခန့်တော့မယ်ဆိုတာတကယ်လားကွာဘာလဲဘူဖြစ်ချင်ရတယ်အတော်ပဲငါတော့မြန်မြန်ရှောက်လာကွာတင်မယ်ကွာငါမိမဘူဆိုးတော့သိတဲ့ဘောကြပဲသီးစားတာတော့မှဘူစားပဲသီးစားတယ်တစ်ပင်စိုက်တာတော့မှဘူကလေးမြက်ခုံးစိုက်တာဗျာစိတ်ချတကယ်ချင်းစိတ်ချမင်းဘူဖြစ်ဖို့ပေးကြနေပြီငါလည်းလူကြီးဝေးရတာမမြဲဘူးကွာဘောင်းပြောက်ချင်နေတာဒီဒုက္ခတော့ငါကိုင်းနေတာမဟုတ်ဘူးတနတ်ကိုကိုင်းနေနေတာအေးဒီလိုဆိုငါလည်းချမယ်လွတ်လိုက်ပေးမပေးရင်မောင်မြင့်နဲ့တော့တိုးကြပြီပေါ့ကွာဒါတဲ့မင်းစစ်တဲ့နန်းကဘယ်မှာတည်းမင်းမျိုးမှာလေကွာမင်းလည်းမင်းမိမနဲ့တိုင်မယ်ဆိုရင်လည်းမြန်မြန်တိုင်မယ်ကွာဩစိတ်လည်းများများယူပဲအောင်တော့ဟိုကြပြင်းပေါ်ကာလေးကက်လေးဆွဲအောင်ဟာအေးစိတ်လိုက်ကွာလာပေါ့ဒါနာမည်ခေါ်တယ်တလုတ်ကြီးပါခင်ဗျာတလုတ်ကြီးဟုတ်ကဲ့ဒီနာမည်ကဥက္ကလာဟမ်ဥက္ကလာဟုတ်ကဲ့ဒီနာမည်ဥက္ကလာလေသူ့နာမည်တလုတ်ကြီးရဲ့ခင်ဗျာနာမည်ကတလုတ်ကြီးဖေးနာမည်ကဥက္ကလာကြားလဲကြားပါလေကဲခမအမေရဲ့နာမည်ပြောစမ်းပါဦးဘူမမဘူမတော်ဘူမဆိုပါတော့ဗျာအမေနာမည်ဘူမယူကောင်းအသေးချင်းမျိုးရင်းနဲ့တူပါဒါနဲ့ခမဘာလုပ်စားလဲခမကြည့်ရတာအသက်လဲကြီးလာပြီနော်ကျွန်တော်တို့စစ်တင်တန်းနေဖြစ်ပါဗမာတမတော်ကဖြစ်မနေဒီမဝင်မနေရခေါ်တာမဟုတ်ဘူးနော်ကျွန်တော်ကဘင်းတို့ဆရာပါဘင်းတို့ဆရာတလုတ်ကြီးဆိုရင်လူတိုင်းသိပါတယ်အသက်ကြီးပြီပဲမပြည့်စည်သေးပါဘူးဂျပန်တောင်ချလာသေးတာပဲတွေ့မနေပါဂျပန်တော့လာရေးတော့ထမင်းချက်ပြီးလိုက်ပို့တာဒါဆိုရင်ခဏစစ်သေးကိုပြောမှာပေါ့ဟုတ်ကဲ့နောက်မှထွက်မပြေတော့စိတ်ချပါဒီခန္ဓာကိုယ်နဲ့ဘယ်ထွက်ကြလို့ရပါကောင်းရတော့ဟုတ်နောက်တော့ဒါနဲ့အော်မောင်မြင့်ဖိနာမည်ပြောစမ်းပါကျွန်တော်နာမည်မောင်မြင့်အဖေကဥပုပါ
မောင်မြင့်ဦးပူကောင်းကြည့်ပြီးပါလေ ခမရနာမည်ကမောင်မြင့်ဖီနာမည်ကဦးပူကြားလဲကြားပါဘူးရှိသေးတယ်ခင်ဗျကျွန်တော်အဖိုးနာမည်ကဦးဝိုင်းနဲ့အဖိုးနာမည်ကတော်ပြားတယ်ကျွန်တော်အဖိုးဦးဝိုင်းကပဲကျွန်တော်အဖေကိုဦးပုကျွန်တော်ကိုမောင်မြင့်လို့နာမည်ပေးခဲ့အမေကတော့တော်လုံးနဲ့ဟာခမရတို့ဆွေစဉ်မျိုးတွေတရားတယ်ဗျဦးလိုက်လုံးလိုက်ပြားလိုက်ဝိုင်းလိုက်တယ်တော်ပါတော့ကျွန်တော်မသိပြရလိမ့်မယ်ဒါနဲ့ခဏပါလို့ဗျာကျွန်တော်ဘာမှမလုပ်ပါဘူးဒီမှာပဲထိုင်းနေပဲဘယ်မှလည်းမရွှေ့ပါဘူးဟာအဲ့ဒါကိုပြောတာမဟုတ်ဘူးဗျခမရဘာလှုပ်စားတယ်လဲလို့မေးတာအော်ဒါလားကျွန်တော်မျိုးပိုင်လုပ်ပါတယ်အိမ်တောင်လေးရှိပါတယ်ခလေးက2ယောက်ကျွန်တော်မိမလေချောလဲချောလှလဲလှကျွန်တော်လည်းသိနိုင်တာပဲနောက်ပြီးတော့ဟုတ်တာဗျဒီတော့ခမတကယ်စစ်ထဲဝင်မှာဟုတ်ပါတယ်ခမရမိမကကပ်ဝက်နေရောအဲ့ဒါပဲစိတ်ချကျွန်တော်မိမမှားလိုက်တယ်ဘူးမဖြစ်ရင်ပြန်မလာနဲ့တဲ့ကျွန်တော်ကလည်းမိမကြောက်ရတယ်ဆိုတော့ရခဏနဲ့ကျုံနေဝါတူနေကျုံလေးမိမကြောက်ရတယ်ကဲဝါနောက်တော့ရှိမရတပည့်တော်တို့ကဆွမ်းကောအစင်းသိမရှိသေးပါဘူးကတော့ပါလေဟဲ့ဆုံးခံကြွလာတာမဟုတ်ဘူးကွာစစ်တပ်ထဲဝင်လို့လာမင်းငါ့ကိုမေးတတ်ရှိမေးငါဖြစ်မယ်မသိတော့ဘူးထင်ပါတယ်ဗျာလောကီရေးနဲ့ဘုံဘုံတို့တွေကမအပ်တလို့ပါဒီမဲ့တကတတိုင်းပြည်လုံးလွတ်လပ်ရေးအတွက်အုံကြွနေတဲ့အချိန်မှာငါဘုန်းကြီးကဒီလိုပဲနေရမှာမင်းရေးတတ်ရှိဆက်ရေးငါလူထွက်မယ်တင်ပါဗျာဒါဆိုလဲတပည့်တော်စရင်သွင်းထားလိုက်ပါမယ်အေးဒီလိုမှမဟုတ်ကွာဘုန်းကြီးဖွဲ့ပြီးဦးတော်ပိတာလူအမီကြော်မင်းမိဘမရှိမင်းပါပေးတာရှိသေးတယ်မေးလေကွာမလူတော့ပါဘူးမလူတော့ပါဘူးရှင်ဘုရားသွားကြွနိုင်ပါဗျာအေးဒါဆိုတော့ဒီလိုမလူတော့ဘူးထားမယ်နောက်တစ်ယောက်မနာမလို့ခေါ်တယ်တပည့်ဟမ်ကြောက်ဆမ်းပါဖိနာမေဦးရွှေဟုတ်ပါတယ်ခင်ဗျာကျွန်တော်ဇက်ဆရာပါမန္တလေးမှာဇက်ထောက်ဂရိဦးဖို့စင်ကကျွန်တော်ရဲ့အဖိုး10ဝန်းခွဲတော်လေးပါတီမမြတ်ရင်ကိုတနခါကိုပြတာကျွန်တော်ရဲ့အဖွား1ဝန်းခွဲပါအေးဦးစိန်ကရုံကိုကရုံတုံးပေးတာကတော့ဟုတ်တာတွေ့ခမရဇက်ကကျလို့လာတာလားစစ်တိုက်မလို့လာတာစစ်တိုက်ချင်လို့ပါခင်ဗျာဟာမမမြလည်းစစ်ထဲဝင်ခိုင်းလို့မမမြဆိုတာကဘာတူလဲမမမြဆိုတာကကျွန်တော်မိန်းမပါမမမြကကျွန်တော်ကိုစစ်ထဲမဝင်ရင်မပေါင်းနိုင်တော့ဘူးဆိုလို့ခင်ဗျားလည်းမိမကြောက်ရတယ်ရှင်ဘဝတော်လို့လာတွေ့ကဲတော့တော့နောက်တစ်ယောက်အိုက်ဇက်ကပရိခမရကျွန်တော်နာမည်မေးမလို့ဘူးကျွန်တော်နာမည်စာကလေးကဗျာဆန်းဆန်းနဲ့ပြောရမယ်ဆိုရင်တော့မမုံစားလို့ခေါ်အဖနာဥပိညင်းအမိဒေါ်မေညူမေညူတောင်းင်းရွှေပင်ညင်းဆိုတာကြားလို့ခမရတို့ကငှက်မျိုးတွေပဲဗျာခမရကြည့်ရတယ်ကျွန်တော်ပြန်ကျင်းလာပြီငှက်မျိုးဆိုရင်ထားပါတော့ဗျာကျွန်တော်ကိုဆိုရင်ကိုကြစ်တော့ကျွန်တော်ညီမလေးဆိုရင်မဟင်းတာ
ကျွန်တော်အဖိုးဆိုရင်ဦးလက်တာကျွန်တော်အဖွားဆိုရင်မပဲနေတာကတော့အသိနဲ့နေတယ်ဆိုပါတော့ဗျာရပါပြီဒါနဲ့ခင်ဗျာအသိထဲမှာမနေဘဲနဲ့ဘာဖြစ်လို့စစ်ထဲဝင်ကြရတာလဲရှင်းပါလေကပိတိုင်းပြည်လွတ်လပ်ရေးအတွက်ဆိုပါတော့ကျွန်တော်တို့မျိုးရိုးကဈေးကွက်ပရာရာကုမ္ပဏီကိုပိုင်ပါတယ်ကျွန်တော်လူပြူလွတ်တော့နောက်ဆန်တင်းစရာမရှိချဆိုရင်ချပါစိတ်ချပါခင်ဗျားတို့ချနော်ခင်ဗျားသွားနိုင်ကျွန်တော်ဒီစပိတ်ကိုယူသွားခြင်းယူသွားပါကျုပ်ကတော့တကောင်းကိုတပည့်ရတယ်ညက်တကောင်းကိုတပည့်ရတယ်အေးမင်းကငါနှစ်ပဲပေးမယ်ကွာနှခမ်းမိုးတော့ခြံထားဟုတ်ကဲ့ဒါဆိုရပြီညက်ဟုတ်လားဟေ့ဟိုငါနေကိုပုံနေဆိုပြီးတော့မင်းညက်မထည့်လိုက်နဲ့သိချသမ်းပါဗျာငါနာမည်စာချင်းစန်တာဖြိုးမှတ်ထားရကြားလားအေးလောလောဆယ်မှာတော့မင်းတို့ထွက်ပြေးမှဆိုလို့မင်းတို့စိတ်မချသေးဘူးငါတို့တခင်ကြီးကလည်းမင်းတို့ယူနီဖောင်းများများမပေးထားနိုင်ဘူးဘယ်လီအုတ်ထုတ်တစ်လုံးအန်နဝါပေါင်းမိတစ်ထက်စွတ်ကြဲတစ်ထက်ဖနတ်တရံဒါပဲရတော့ပဲကောရောဟုတ်ကဲ့ရလူကြီးမင်းတို့ကိုလုံးရကြီးရောစံပေါ်ရောယူရောမရောမင်းတို့ကိုပစ္စည်းကိုထိန်းထားကြလုံးဝမပြောက်စေနဲ့ဘီလီအုတ်ထုတ်ဆူပြီးကြည်နေကြသူကနံပြားလူပလာတာလူရှာပြားလေးအေးငါလည်းခုနအန်နဝါပေါင်းပြီဆိုလို့ရေကူးပေါင်းပြီအောင်မေးတာဟုတ်လို့တော့ကွာဟမ်အန်နဝါရအတွင်းကပေါင်းပြီဟောဗျာဟာတမလည်းရှင်းတဲ့အပေါက်ကြီးနဲ့ဟာဘယ်လိုလုပ်ဝတ်မလဲမင်းကလည်းကွာလေဝင်လေထွက်ကောင်းတာပေါ့ကွာဟမ်လေဝင်လေထွက်ကောင်းတာအကြောင်းမဟုတ်ထွက်ကြကိုရင်ဒုက္ခကြက်နာပဲထွက်ကြမှာမင်းအသားရကြီးနေလို့လားမင်းဆိုင်ဒီစွတ်ကျကျွန်တော်လည်းမတော်ဘူးဗျတဲ့ကဘုန်းကြီးကမတော်ဘူးဖြစ်နေတယ်ကြည့်လို့ပါဦးဟေးကထုံးစွတ်ကျဆိုတာမိမလို့ပဲကွာယူပြီးပြန်လဲလို့မရဘူးမင်းတို့အချင်းချင်းကြည့်လဲကြငါတို့ကြတော့ထားပဲတဲ့မိမျိုးဈေးထဲမှာခေါ်ရာတွေခြာရောက်နေတာကြတော့ပုံလို့ဟေးကမင်းစကားမရှိနဲ့ငါတို့တခင်ကြီးကိုထိခိုက်ကြတာငါမကြိုက်ဘူးကိုအိမ်ဆောင်ကိုသွားကြသွားလေကွာကျန်တဲ့ဥသားရပါလို့ဒါမင်းလုံးမဟုတ်ဘူးငါလုံးကွာဟုတ်ပါ
နေတာဘယ်ကောင်လဲကွာမင်းတို့ဘိုက်ကိုချက်လိုက်စမ်း ငါးလားရှိပါပြီခင်ဗျရှက်လို့မရတော့ဘူးပါဩမင်းတို့ကဒီလိုကိုမင်းတို့တန်းစီတာတော့မှညီအောင်မစီနိုင်ကြဘူးဒါဆိုရင်ပလိတ်သင်္ကန်းစာဘလို့ပြင်မလဲ ကျွန်တော်တို့ကပလိတ်လုံးမှာမဟုတ်ခင်ဗျစစ်သားလုံးမှာဘာဖြစ်လို့ပလိတ်သင်္ကန်းစာသင်ရမှာလဲ ဟဲ့နော်ပလိဆိုတာကို police ကိုပြောတာမဟုတ်ဘူး police ကိုပြောတာစီရေးပြစီရေးပြ အေးကောင်းနေကြိတ်နေကြလားအတန်းချိတ်ဟာအတန်းချိတ်နဲ့ဟေးမင်းတို့အချင်းလားတန်းပြအောင်လားဟေးမလှုပ်ရဘူးလေကွာ အတန်းချင်းစု အတန်းချိတ်ဆိုတာဒီလိုနေရတယ်ကွာမင်းတို့ဘာလို့ကြတာ တင်းရှင်းလို့ပြောတာဒီကောင်မပြောတတ်လို့ အင်္ဂလိပ်လိုမပြောတတ်တယ်ကွာဗမာလိုတတိလိုပြောလေပြီးတာပါ မင်းတို့စကားမများနဲ့နော်လူဘာဝမယ်မကြံနဲ့ငါနာမယ်စာချင်းစန်တာဖြိုးလက်မောင်းမှာ3ရက်ရှိတယ်မင်းတို့နဲ့3စပို့မိုက်တယ်မှတ်ထား ကျွန်တော်တို့ကမမိုက်ပါဘူးခင်ဗျဒိန်လေးပါပါတယ် မသိလို့ပဲဆရာရဲ့ကျွန်တော်တို့နေရာကဆရာလောက်တော့ဘယ်အင်္ဂလိပ်စာတတ်မှာ မင်းတို့ကောင်းကောင်းလုပ်ပါငါတို့သခင်ကြီးကမင်းတို့ပလိတ်တင်ကန်းစာတင်ပေးပါဆိုလို့ငါတင်ပေးနေရတာအခုရက်နေရနေချီချက်ပဲလက်ဆိုရင်ဘယ်ဘက်ချီတော့မြောင်းနေ right ဆိုရင်ညာဘက်ချီတော့မြောင်းနေရလားအတန်းချိတ်ဒါလုံးမယ် left right 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 hey left right left right ဘယ်ညာကိုပြောတာကွာမင်းတို့ဒါတော့နားမလဲဘူးလားတော်ဘ ഹു တုတနဲတဲ့ကောင်တွေပဲဘယ်ညာတော့မသိတဲ့ကောင်မင်းတို့ပညာပေးရတော့ပေါ့ကွာဟောတာကောက်ရိုးလို့ခေါ်တယ်ဒါကမြက်လို့ခေါ်တယ်ကောက်ရိုးကိုဘယ်ဘက်ခြေထောက်မှချိမယ်မြက်ကိုညာဘက်ခြေထောက်မှချိမယ်ကဲမြင်မြင်လောက်ကြချိ တို့ဒီတော့ကိုညာတာညာစားမဟိုညာဘက်ဆိုသမင်းသားတဲ့ဘက်ကိုပြောရနော် ဟုတ်တယ်ညာဘက်တော့ထမင်းစားတာ ဟုတ်တယ်နော် မြင်မြချိကြားတယ် ဝမ်းပဲဒီလို ကောင်းပြီကောက်ရိုးခြေတော့ဆိုရင်ဘယ်ခြေတော့မြက်ခြေတော့ဆိုရင်ညာခြေတော့အားလုံးမှတ်ထားတော့စားလို့မယ်စားလို့ကောက်ရိုးခြေတော့မြက်ခြေတော့ကောက်ရိုးခြေတော့ပြောတယ်ကောက်ရိုးခြေတော့မြက်ခြေတော့ကောက်ရိုးခြေတော့မြက်ခြေတော့ကောက်ရိုးခြေတော့မြက်ခြေတော့မင်းတို့တွေဘယ်နဲ့ညာနဲ့မသိလို့ကောက်ရိုးတွေမြက်တွေခြေပေးထားတော့မှပဲညီအောင်မလုပ်နိုင်ကြဘူးဘာမှသုံးကြတဲ့ကောင်တွေကဲမျက်နှာချင်းတိုင်းတားကြလိုက်ကြ ချက်ဖောက်ခေါ်ခိုင်းမနေတယ် ရှားဖို့ဆွဲခိုင်းလို့လည်းဒီ ငါကရိုက်ဆိုလို့ရှိရင်ကိုယ်မျက်နှာချင်းဆိုင်မှာရှိတဲ့လူရဲ့ပန်းကိုရိုက်မယ်ကဲရိုက်ဟေးရိုက် ဒီတိုင်းငါတိုင်းတိုင်းနေပြီမိပြီငါ ရိုက်ဟေးရိုက်ဆိုတာတယောက်ပန်းကိုတယောက်ရိုက်ခိုင်းတာကွာဟာရိုက်အဲ့ဒီ ရိုက်ဟဲ့ကောင်လေးဘုံကောင်တကောင်မင်းတို့ခိုင်းလိုက်ခိုင်းနေမဟုတ်ဘူးကွာ
တယောက်ပေါင်းတယောက်ရိုက်ခိုင်းတာရိုက်အေးဒါမျိုးပြောတာမဟုတ်ဘူးကွရိုက်ဆိုရင်တယောက်နဲ့တယောက်မညာတမ်းရိုက်ရတယ်ကဲငါရိုက်ပြမယ်စားကလေးဒီဘက်နဲ့စားရိုက်ကြဟာကဲကဲဟောမလေးကဲကဲရဟောမလေးဟာဟဲ့ဟဲ့အတန်းချိုင်မျိုးပိုင်ဘယ်လဲဒီလိုရရတယ်ကွာဒီလိုရရတယ်ကွာကဲ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 ငါကြောင့်သိခွလားမင်းတို့ဂျပန်ကပါရကြီးတင်ပေးခဲ့တယ်ငါတော့တခင်ကြီးခိုင်းတာကြတော့မင်းတို့ကမလုပ်ချင်ဘူး။ကြည့်ကိုရိုက်မယ်။ညာနဲ့စားရိုက်မယ်။အသက်ညာရိုက်။ဟဲရိုက်။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 呀呀！哎呀！呀呀！哎呀！阿龙也叫啥？杀进三大票，打八路人。现在就这可以呀，老开了吧可以。他们家地路这面等那些的路没老板呢。阿龙大票，过来吧过。哪里？他这个都是刘娃娃的，上大票说的差劲，但这很阿呀军娃娃路的，啥哩？这个我他爸就在那边过，好多在那没这样那些的。哦，路上嘛是没面啊，这个路来没要给接了吧？路来也病，这个哎，英语呢要不忙出边。ဒီကောင်ကငါတို့ BIA နဲ့ခြိတက်တာတော့အင်္ဂလိပ်နဲ့ရောပြီးအိန္ဒိယပြည်ထွက်ပြေးတဲ့ကောင်ကွာအေးအဲ့ဒါကြောင့်သူ့သခင်ကြီးတွေကသူ့လက်မောင်းမှာ3ရက်တက်ပေးလိုက်တာပေါ့ကွာငါတို့အမျိုးသားတွေထဲမှာအဲ့ဒီလိုကျွန်ခံကျင်တဲ့ကောင်တွေရှိတာတော့နားတော့ကွာမင်းတို့ကအချင်းရိုက်ရတာဆိုတော့မသိမသာညာရိုက်လို့ရသေးတယ်ငါနဲ့စာလေးကစံသာဖြိုးကိုနဲ့ရိုက်သွားတာဆိုတော်နာတာကွာ被ဖြစ်တော့ခံတူဖြစ်တော့နှမ်းဆိုတာမမောင်မြင်ငါတော့မကြည့်ဘူးမောင်ဒီကောင်ကိုဖွင့်တာနဲ့ငါလက်စားကိုချီပြငါတော့စိတ်ကုန်လာပြီကွာအင်္ဂလိပ်စစ်မြေရှင်ဆိုတာတို့ကိုစစ်ပညာမသင်ပေးပဲနဲ့တတ်နှိစက်နေတာကွာတတ်နှိစက်နေတာဟုတ်တယ်ဒီတိုင်းဆိုရင်ရှေ့ဆက်ဘယ်လိုစခန်းသွားရမယ်ဆိုတာစဉ်းစားရတော့မယ်ဟာငါမျိုးပိုင်လုပ်နေကောင်းသားကွာဟာမောင်မြင့်ကလည်းတိုင်းပြည်အတွက်အသက်ဆုံးမဲ့လူတော့ဆုံးဖြတ်ထားတာပဲဥစားမင်းတောက်ထားမှာပေါ့ကွာဟုတ်တယ်ကိုရိုကျော်မင်းပြောတာမှန်တယ်အရေးကြီးတာငါတို့စစ်ပညာကိုစနစ်တကျနဲ့သေသေးချာချာသင်ထားဖို့လိုတယ်ဟဲ့ငါတော့ပြောပြောနေသေခဲ့ပဲဒီမှာစားကလေးပြောပြောနေသေခဲ့ဆိုရင်လည်းမစိမချင်နေလို့မဖြစ်ဘူးကွာတို့ရှင်မှန်ချက်မရောက်ခင်တင်ကြီးခံမှုလိုတယ်ဟေးခရမုတ်ကြီးတန်းသွားစီအောင်ဟုတ်တယ်တော့ကြနောက်ကြလို့ပြီးခံနေအောင်ဒါကရင်ပို့တာရှိတယ်လက်ဖက်နင်းဒီမှာကပ်တယ်စားခြင်းစံတာတူอ่ะရဲဘော်တွေကိုစီစရာနဲ့တင်တာလို့ပဲတမင်တက်တဲ့နှိစက်တွေဖြစ်နေတယ်အဲ့ဒါကပ်တယ်နေတယ်ဒီနေ့ဘာပြောထားလို့လိမ့်မယ်ထင်ပါတယ်ကျွန်တော်ကခင်ဗျားတို့ဓာတ်လိုက်အုပ်ချုပ်နေတဲ့အရာရှိကြောက်ကိုကျွန်တော်ကစိတ်ပဲဆိုင်ရာ advisor တယောက်ဖြစ်တယ်။စာချင်းဆန်းသာပြောက Royal Army ကလာတဲ့ NCO တယောက်ဖြစ်တယ်။ခင်ဗျားတို့လို့ PBF ကလာတဲ့ NCO တယောက်မဟုတ်ဘူး။ဂန္ဒီစာချုပ်ရခင်ဗျားတို့ဖွဲ့ထားတဲ့ဘာမာအာမီနဲ့ဂျပန်ကိုတော်လှန်ခဲ့တဲ့တုတ်တုတ်မျိုးကြီးဗမာတပ်မလို့ပေါင်းထားပြီးပြီပဲ။ခွေကြီးတူညမှာဒီ
ဒီလိုကခွဲခြားလုပ်နေကျုပ်တို့ဘာမှတတ်မလို့မတိကြိုက်ဘူးလားကပ္ပိရောနီ ကျွန်တော်တို့ဖွဲ့စည်းပေးလိုက်တဲ့လူမျိုးစုစစ်တပ်ကစီကံရှိတယ်ခင်ဗျားတို့ဂျပန်ကိုထော်လာတဲ့စစ်တပ်ကစီကံမရှိဘူးဒါကြောင့်ကျွန်တော်ကမတူကြည့်ဘူးလို့ပြောတာခင်ဗျားတို့ကိုကျုပ်ကဖွဲ့ကြတာမဟုတ်ဘူး ဒါပေမဲ့စာချင်းစံသာပြူကကျွန်တော်တို့ရဲဘော်တွေပေါ်မှာရန်သူလိုသဘောထားနေတယ်ဗျာ စာချင်းစံသာပြူကိုကျွန်တော်ဖိသိမ့်မယ်ခင်ဗျားတို့ရဲဘော်တွေကိုလည်းစီကံရှိအောင်ခင်ဗျားတို့ဖိသိမ့်ပါခင်ဗျားတို့ကကျွန်တော်တို့ရဲ့အုပ်ချုပ်မှုလက်အောက်မှာရှိတယ်ဆိုတာကိုမှတ်ထားပါ ကျွန်တော်တို့တတ်မလို့ကောင်းစေခြင်းလို့ပြောတာခုဆိုရင်ကျွန်တော်တို့ရဲဘော်တွေသိချမ်းနေစစ်ဝိပစ္စည်းတွေထပ်ထုတ်ပေးဖို့လိုလိမ့်မယ်ဗျာ ဒီကိစ္စကိုကျွန်တော်စီစဉ်ဖိမယ်ဒါခင်ဗျားမျက်နှာကြောင့်တော့ခင်ဗျားနဲ့ကျွန်တော်ဟာရန်သူမဟုတ်ပါဘူးအင်မတန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လူကြီးလူကောင်းဆန်းကြတာပေါ့ ကောင်းပါပြီဗျာခင်ဗျားနဲ့ကျွန်တော်ချမ်းမှာပုဂ္ဂိုလ်ကြီးအာဃာတမရှိပါဘူး Thank you Lieutenant Yes sir ညနေချရင်ကျွန်တော်တို့ပြန်ဆုံရတာပေါ့ ကောင်းပါပြီဗျာ Good morning ခွမ်းပါသေး ဟောမဒီဆိုတာဘာလဲလူလေး ခွမ်းပါသေးဆိုတာညီမတို့ပေါ်ရတာစကားနဲ့အရှင်ကြီးအခင်းကြီးလို့ပြောတာပါ ထောရနာဆိုတာဘာလဲလူလေး ပေါ်ရတာဆိုတာတော်တော်ပေါ်တာကိုပြောတာပါခင်ဗျ Thank you လူလေး Thank you စာရင်စသဖြုတ်ရေမောစာကလေးကကျွန်တော်ကိုခေါ်မတိဆိုပြောသွားတယ်အဲ့ဒါဘာခေါ်လဲ ခွာမသေးဆိုတာခွေးမသားလို့ပြောတာပါတခင် Oh you bloody fool get out from here get out မင်းတို့အားလုံးနားထောင်ဒီနေ့ဖတ်ထိတ်လောက်ရမယ်ဟိုကြီးဘက်ခက်အိမ်နာကမြက်တွေကိုရှင်းရမယ်မင်းတို့ထဲမှာ University နေခဲ့လူထွက်ခဲ့ ဟုတ်တယ်ကွာကျင်ကျန်တက်တဲ့ကောင်နဲ့အလူကျန်းနဲ့မဟာဆက်ဘူးထွက် မင်းတို့က BAI သမားတွေဟိုဘက်မှာတတ်တတ်နေဘာစတီမန်နေပြီးရင်ကြောင်းနေဘူးတဲ့သူတွေစာရေးတက်ဖတ်တတ်တဲ့သူတွေထွက်အေးမင်းတို့ကတတ်တတ်နေ University မန်တွေကစာအတက်ဆုံးဆိုတော့အလုပ်လက်ကောင်းကောင်းလုပ်တတ်မှာပဲဒီတော့မင်းတို့ကခြုံခုတ်ရမယ် တော့စားလေးဟမ်မင်းပြောတော့ပညာတတ်နဲ့အလုပ်ကျန်းနဲ့မအပ်ဆက်ဘူးဆို ဒါတို့တက်တက်လုပ်ထားကွာတက်တက်လုပ်ထား ဟုတ်တယ်တို့တတ်တမတ်ကိုလောက်တာ အေးမင်းတို့ကစာရေးတက်ဖတ်တတ်တဲ့သူတွေဆိုတော့ BAI လောက်တော့မင်းတို့ကစာမတတ်ဘူးအဲဒီတော့ BAI တွေခြုံခုတ်တော့မင်းတို့ကထိုင်ကြည့်နေ ဟာတော်သေးတာပေါ့ကွာ မင်းတို့ကတော့စာလုံးဝမတတ်တဲ့သူတွေဆိုတော့အလုံးလုံးခိုင်လဲအလကားပဲဒီတော့အရေးကောင်းတဲ့တစ်ပင်အောင်မှာသွားဟဲ့ အေးကွာ BAI သမားတွေကြတော့ခြုံခိုးတဲ့နော်စာနဲ့ဘာတက်တဲ့လူတွေကြတော့ရက်ကြီးတဲ့လုံးဝမတက်တဲ့လူတွေကြတော့သွားအိတ်နေတဲ့ဒီတစ်ခါပညာတတ်ဖြစ်ရတာနားတယ်ကွာ ငါလည်းဖတ်ထုတ်စားရမယ်ဆိုလို့တော့စားလေးမင်းတို့ကဖတ်ထုတ်စားရမှာဆို အိုးသူတို့ကဖတ်ထိတ်လို့ပြောနေတာကွာငါအဲ့ဒါကိုဖတ်ထုတ်လို့ထင်တာဩသူတို့ခင်ဗျမသိလို့ပြောတာပဲလေဆိုပြီးငါမင်းကိုပြောပြတာ ဘယ်ဖက်ထုတ်ရမှာလဲကွာဖတ်တိတ်ပါကွာလူမှုဝန်ထမ်းအလုပ်အလကားလုပ်ပေးရတဲ့အလုပ်ကိုပြောတာ အေးကွာစနေတနင်္ဂနွေလေးတော့မှအေးစစ်စစ်မနေရအောင်အလုံးမရှိအလုံးရှာကြမ်းဖန်ခိုင်းနေတာ ဟဲ့အဲ့ဒါအရေးမကြီးဘူးစားခြင်းစံသာပြောလာရင်ဖက်နေရင်အုတ်ခမ်းနေရမှာတဲ့ဘာလို့တော့
မင်းမကြီးတို့အိမ်ဘေးမှာရဲဘော်တွေလာပြီးတန်ရှင်းလုပ်နေကြတယ်ကွာအဲ့ဒါဒီနွေးချမ်းတဲ့ထရက်ကလေးများရှိတော့ကျွေးလိုက်ပါအိုးဘာလို့ကျွေးရမှာလဲကပတိန်ရိုနီကိုအကူအညီတောင်းလို့ तू ကလွတ်ပေးလိုက်တာကျွေးရင်ချင်းကပတိန်ရိုနီကိုကျွေးရမှာပေါ့ဟာမင်းတော်တော်တရားတရားနေပါလားဒီနေ့ကသူတို့ဟောလီဒီကွာမြို့တွေပါလိလေလဲချင်းဦးမှာပေါ့တက်တက်မဲ့တို့အိမ်အတွက်လာလို့ပြတာတို့ကကျွေးရမှာပေါ့ဒီမှာကျုပ်ကရှင့်ရဲ့ပဲစားရဲဘော်တွေကိုလုံကြီးတစ်ခုလုပ်ပြီးတော့အခမ်းမနေနိုင်ဘူးပိုကာတောင်းမှုချိန်ထားပြီးသားရှိအေးမင်းဒီမျက်နှာဖြူကောင်နေနဲ့ဒူးတင်ပေါင်းတင်ဖဲရိုက်လိုက်ကဆွဲလိုက်ကြက်ကြက်လို့လွတ်လပ်ရေးရလို့ဒီကောင်နေပြန်သွားရင်မင်းပါပြီးလက်ကိုပါသွားမယ်နားလေလားမဥစ္စာသူတို့ကခေါ်တော့လေအင်္ဂလန်ရွှေပြည်ကိုလိုက်သွားတာပေါ့ရှင်ဘီလက်ဆိုတာတွားချင်နေတော့လို့ရတာမဟုတ်တာဟမ်မင်းတော်တော်ဘူလမ်းမဝေးတဲ့မိန်းမပါလားရှင်အဲ့လိုမပြောနဲ့ဘာပြောပါလဲငါပြောပေးလို့ဘိုးဖြစ်ရတဲ့လူကမြန်လူပါဝါလို့ဒီမိန်းမနဲ့တော့တော်တော်ခက်ပါလေအုံးမရှင်ရဲဘော်တွေကိုညီးပဲသွားပြီးတော့ထင်းကျက်နဲ့ရင်တွေချမ်းကျွေးလိုက်ပါကွယ်ဟုတ်ကဲ့ကိုကြီးရဲဘော်တို့စားကြပါအောင်အမောပြေပေါ့ဟာရက်ကြီးရလားမောလိုက်တာအတော်ပဲကိုတော်မီးအတော်ပဲတို့ကမောမင်းအောင်ငါပင်မလို့မင်းတို့ရက်ကြီးတဲ့လူကမင်းစားလားရောညီမလေးကဒီဘိုးကြီးဘခတ်တို့အင်ရလားဟုတ်ပါရဲ့ရှင်ကျမဘိုးကြီးဘခက်ကဲစနီးဒေါက်ဆိုင်ညီမအော်နာမလေးကဒေါက်စာတဲ့လားမဟုတ်ပါဘူးဒေါက်စာဆိုတာကျမမပါကျမနာမည်ကအုံမာပါအော်နာမလေးကအုံမာတဲ့လားဒီကနာမည်လည်းမှတ်ထားအောင်နော်စားလေမောင်မောင်စားပါမောင်မောင်စားကောင်းပါပြီရှင်မှတ်ထားပါမယ်ကဲသုံးဆောင်လိုက်ကြပါဦးစားကလေးဟောမို့ကျော်ဆန်းကမှစားကလေးပြန်နေတာကိုပြောတာပါကဲကျမတို့သွားခွင့်ပြုပါရေဒီပိုင်းလိုလဲလှမ်းမလိုက်နော်စားကလေးမင်းအဖြစ်ကအုံမာဒါနီကိုတွေ့လိုက်ရတဲ့သိဝင်မင်းလိုပဲယူသလိုလိုပေါ်သလိုလိုနဲ့ဒီမှာခုယူတာကကိုယ့်ကိုဆေးရှိတယ်ပေါ်တာကဆေးမရှိဘူးအေးအဲ့တော့မင်းယောဂါကိုငါကိုယ်တိုင်ကုမှဖြစ်လိမ့်မယ်စားကလေးပြောတော့ကျော်ဆန်းပြောတော့အုံဆိုတဲ့စမူလေးကိုမြင်ပြီးတဲ့နေရာစားမောင်မောင်စားမနေနိုင်တော့ဘူးကွာစားလေးဆိုစားလေးပေါ့ကွာအဖဥပိန်ကြီးအမိဒေါ်မယ်ညိုတို့ရဲ့သားစားလေးဆိုတော့ဘာဖြစ်မှာမလို့ဒီမှာဥပုရဲ့သားမောင်မြင့်မင်းကလေးဆိုကြပြဆန်နေကွာငါနာမည်မောင်မောင်စားဆိုတော့ကြပြဆန်သွားရောအဲ့တော့ကောင်မလေးကလည်းတိတ်သွားရောငါတော့မြခုလှုပ်တယ်အုံမာဆိုတာကဘိုးကြီးဘတ်ခဲမှာကွာတော့ကြမင်းကိုကွာသားတဲ့ထည့်ထိုင်မပဲနဲ့လို့အချစ်တို့အသက်ပင်သေးသေးဆိုတဲ့မောင်မောင်စားပါကွာနောက်ကွာတက်ချမှာအိုးဆိုတဲ့ကောင်မလေးအတွက်ကြောင့်မဆိုရင်ငောင်ငွေရဲပါလေဟဲ့ဒါပြင်ဒီလိုလုပ်ပါဘွေးဘက်ခက်မရှိတော့သူ့အိမ်ကိုမင်းသွားပြီးတော့ကောင်မလေးကိုစားပြီးသူကြိုက်ရင်လက်ခံထားမှာပေါ့ကောင်းငါရီးစက်သွားပြီးမယ်ဟာဟောတိုင်းမဲ့ခက်တာငါရီးစက်တော့မေးတတ်ဘူးကွာအဲ့ဒီကတော့မပူနဲ့ကွာဆန်းစရာကျော်ဆန်းကစားစီငါလည်းဝိုင်းစဉ်းစားပေးမယ်အေးအတော်ပဲ
ငါလည်းစာရေးချင်နေတာလေတို့မောင်မောင်စာချစ်ကြီးချစ်ရပါတော့မအုံမဩအုံမဆိုရရပါတယ်ကွာမိုက်ထည့်နေတာမှာနည်းဟုတ်ပြီမောင်မောင်စာအချစ်ကြီးချစ်ရပါတော့အုံမကိုမောင်မောင်စာမြင်တဲ့နေ့ကစပြီးစားလို့လည်းမပြောအိတ်လို့လည်းမဝင်ဘူးစားမဝင်အိတ်မပြောလို့စားမှာကွာစားမဝင်အိတ်မပြောဖြစ်နေရပါလေကွယ်ဟာဟေးဟေးဒီမှာကောင်မလေးဘလောက်ချောတယ်ဘလောက်လှတယ်ဆိုတော့လေညှောက်ပြီးယုံနေကွာဒါမှငါ့ကိုဆွဲသွားမှာအဲ့ဒီအတွက်တော့မပူနဲ့အုံမာဆိုတဲ့ထိတ်ထားနှွဲ့တရားသစီလက်ခါနဲ့ဖားပင်လေးကိုမြင်လိုက်ရတဲ့အချိန်ကစပြီးမောင်မောင်စားရဲ့ရင်ထဲမှာတီစားနဲ့တွတ်လိုက်တလို့ဟာဖျောက်ကျစားမင်းနေထိတ်ထားနှွဲ့တရားသစီလက်ခါနဲ့ဖားပင်ဟာမင်းကမဟုတ်သေးပါကွာလက်ခါနဲ့ဖားပင်တော့မင်းမလုပ်ပါနဲ့ကွာဟေ့ကောင်ဒါဖြစ်တယ်လို့လုပ်ပါခင်ဆန္ဒတက်ချူပြုံးဆိုတဲ့ဆင်ခန္ဓာဝက်ကိုလုံးလေးကိုမြင်ရတဲ့ခြင်းကစားပြီးမောင်မောင်စရဲ့ခြင်းထဲမှာစသဖြင့်မကွာပြီငါရင်းဒီမှာအုံးမဟောင်းသောခွေးမကွေးသောပစုံမတွန်းသောကြပ်ဖမဝါသောဝက်မရှိတကယ်သို့မချစ်သောမောင်စာခု၍လဲမရှိပြီချစ်လျင်စာပြန်မုံလျင်သိခံဒါရဲ့ဘောကွာလူသေးတယ်တကယ်ချင်းမောင်မောင်စာပညာအရေးချင်း14တန်းရှိတယ်ဆိုတော့ကောင်မလေးသိအောင်ထည့်ရေးဖို့လူသေးတယ်အထုံးကျောင်းမှာ3တန်းမိဘမဲ့ကြီးဟာမှာ4တန်းအင်္ဂလိပ်ကျောင်းမှာ9တန်းပေါင်း14တန်းလူဆိုရင်လက်ကပါထည့်ရေးကွာတလောက်56ချက်12ပဲနောင်ကို200 300ထိတိုးသွားနိုင်သည်စိတ်သဘောထားကချစ်သူအတွက်အသက်ပင်သေးသေးဆိုတာမျိုးမယုံရင်ချစ်ကြည့်ဘယ်နဲ့လဲဟာလုံးဒီခေတ်မှာရီးစားစားရှိရင်ငဘောကွာတော်ရှင်းလိုရင်မိသားဖာသားပြီးတိုင်းချစ်တယ်မချစ်ဘူးစပြတ်မှာဒါပဲဟေးဒါလုံးနဲ့မရသေးဘူးကွာမဟောတထာဇက်ရဲ့စန္ဒကိနီဇက်ရဲ့အဝေးတန်တရားဇက်ရဲ့ကိုထည့်ရေးဖို့လိုသေးတယ်ဒါမှအမယာကိနီမရီတန်ဘူးလားဆိုရင်တော်တော်လေးဝဝင်တဲ့အကြောင်းပေါ့မှာမဟုတ်ဘူးကွာငါကဝီလာမင်းသားအကြောင်းကိုထည့်ရေးစီခြင်းတယ်ဝီလာမင်းသားကဝီလာငါ့ကိုစီးပြီးချစ်သူရှိသွားတော့ဘလို့ကြပြဆန်းလိုက်တယ်ဟာဟိုနေဦးကွာဟဲ့လို့ဒီမှာငါစားထဲမှာလိခါဟာဖင်ဝက်ကိုလုံးဖွေးဘဇွန်ပြက်မှာဟာဝီလာကပါနေပြီကွာဖြစ်ပါမလားမတ်တလောကအကျုံထည့်ရေးထားတော့ပူပြီးခံရတာပေါ့ကွာတေးကြတာကတော့ကောင်းမလေးကမြူနီစပယ်ကဈေးစရင်လို့ထင်ပါလေမောင်စာရီဘာလုံးမနေနဲ့အချိန်ကသိမရဘူးနော်ဒီစာလေးကိုလက်ခံတာကိုကြီးပါကရုံထွက်သွားပြီရုံလိုက်ပေးလိုက်ပါလားရုံမလိုက်ပြီးငါမှမှောက်ကုန်မှာဘောအုံမရဲ့ဒါရေးရစားချစ်တော်လားအိုးကိုမောင်စားလေဘလူးမမလာခင်မြန်ချွားလိုက်အုံမရခဲ့တယ်နော်ရခဲ့တယ်
我的，我来呀！我来呀！好，啥杯呀，咁样？ဘာပြောလဲငါညီမနုနုထွတ်ထွတ်လေးကိုမင်းလိုပဲလာရဲကွာစားပေးရတယ်လို့ ဟုတ်ခင်ဗျကျွန်တော်ပဲနေမကပါဘူးကော်ပီရုပ်လည်းစားပါတယ်မုံမြင့်လည်းစားပါတယ်အမဲသားလည်းစားပါတယ်ခင်ဗျ တိတ်ဆိတ်တာငါညီမနည်းနည်းရရမဟုတ်ခဲ့ရှားစားပွားရှားစားပွား ကျွန်တော်ကမရနာဘွားပါ ဘာမရနာပွားငါညီမနဲ့နေတူသားကြလား တူပါတယ်တမ်းပါတယ်ခင်ဗျဒီမှာအိမ်နောက်ရက်သားကြလို့မတူလို့မတန်လို့ပြန်ပို့ရတယ်ဆိုတာမရှိပါဘူးခင်ဗျဒီမှာကျွန်တော်ကအချစ်စိတ်အချစ်မှန်နဲ့အုံမောက်ချစ်တာပါ မင်းကပြောလေကဲလေမန်းလေပြဲနေပါလေလားမင်းအခုချင်းငါ့ရှိရထောက်သွား ဟုတ်ကဲ့သွားပါမယ်ခင်ဗျသွားပါမယ်အချီကိုစားတော့မသွားကြည့်မင်းနဲ့သွားရတော့မယ်သွားရတော့မယ် မမတမီးဦးလည်းမထင်ပါနဲ့ तू ကဘာသာပေးမှမသိလို့ယူလာလိုက်တာပါ တော်တယ်နေလေအလိုတူလိုပါပဲဟဲ့ဒီမှာတို့ရင်ရှိကိုတောင်းစားမလာဘူးကွာ ခင်ဗျလူလိုမြတ်တောင်းစားလေးပါလိခင်ဗျဘိုးကြီးကတော့မလို့ကျွန်တော်ကြည့်နေတော့ ဘာဖြစ်လဲပြောရပြောရ အပြောဟာဟာ သွားမယ်ဘာပါလဲ တော့ကြည့်လို့ကြိုက်စားပြီးတာမင်းကတော့တပြားမတောင်ပြောလို့မလိုပါဘူးကွာပြီးတော့ကိုကြီးမကိုဆုံးမဒီရွယ်ကြီးကြတာရိုက်ခဲ့ဆုံးမဒီကြားလို့မသိတော့ဘူးကွာ ဒီမှာကိုပါခဲ့ငါကကြုံညီမရှင်းနေပါစံကိုညီမကိုဆုံးမရှင်းနေပါစံရှင်းရဲတော့ဘလောက်သုံးကြလို့ကလေးကဝအောက်တိုင်းနောက်တိုင်းကြရပါလား မင်းဒီလိုပို့ဆုံးပြီးဆုံးမပြောပါနဲ့ပေါ့စားငါလည်းဒီလိုတာမညုံနဲ့ရဲဘော်လေးဘွားနေပြီဒီရာထူးရတာတိုင်းပြည်အတွက်အသက်ဆွလို့ဆိုတာဘယ်တော့မှနဲ့တည်းမှတ်တယ်ဒီမှာငါရဲဘော်စာလေးကမင်းညီမထက်ကောမင်းတက်ကောတန်ဖိုးကြီးရဆိုတာနားတယ် အဲ့လိုတော့သူကပါကိုမိမဘက်ကကိုခေမဘက်ကမပါပဲရဲဘော်ဘက်ကပါနေရရင်လို့ကြားတော့ကောင်းကြသေးရဲ့လားအရက်တို့ရေခေမကိုစော်ကားတာသူကအလိုတူလိုပါပါတယ်လို့ သူစားပေးရမယ်မမရဲ့အမဘာမှမသိဘူးသူကလည်းအမဆော်ကားမောင်လောက်တာမဟုတ်ပါဘူးဒါလေးပေးရမယ်ပေးရပါ အော်စာကလေးကစာလေးပေးယူခဲ့လားဒေါင်းကြီးကဘောတနေတယ်ပေါ့လေဟုတ်လားငါလုံးလိုက်ရဒီမှာညီဒီရဲဘော်အဆုပ်လုပ်နေတယ်လုံးဝမကတ်ရဘူးညီရောဝင်ခြင်းလို့ရှိရင်ကတိန်တော်ညီတို့ရစ်ချစ်တူနေပဲရောဝင်ရတယ် တဲခတ်ပါလားမဟုတ်စားမင်းကိုအမျိုးသားချင်းချင်းရိုင်းပေးရမယ်စားတိုင်းတစ်ပါးသားကမှထင်ကြီးနေပါလားကွာ ကြည့်ဘာဖြစ်လဲ ဟမ်ဒါဆိုရင်မင်းငါ့ကိုတင်လို့အဲ့ဒီကောင်လေးကိုတင်သွားတော့ပါလား ဟဲ့ရှင်းပါသားနဲ့ရှင်းပါသားနဲ့လေရှင်းပါ ဟုတ်ပါလေသဘောပါလား အားလုံးရှင်းပါသားနဲ့လေ ကြီးဘတ်ခက်ကခဲမအုံမာကိုစာသွားပေးတယ်ဆိုဟုတ်ကလားသားလေး ဟုတ်ပါတယ်အပြိုလူမျိုးကစာပေးတာမဆမ်းပါဘူး စမ်းနေစားကလေးစမ်းနေအုံမာဟာဘူကြီးဘတ်ခက်ကခဲမဖြစ်နေပြီးတော့စာပေးတာမင်းကသူ့အိမ်သွားခွင့်မရှိဘူး အိမ်မှာပေးတာမဟုတ်ဘူးအိမ်ရှိမှပေးတာအဲ့ဒါအပြစ်ရှိလား ရှိတယ်စားကလေးသူ့အမဒေါ်ဥစ္စာငေါ့တိုင်ပြီးပြီ ဒါဆိုလဲဆရာတာဝန်ရှိတယ်လို့ဆက်လို့အချစ်အတွက်အသက်သေးသေးဆိုလဲစာကလေးပါလောက်ကမမှုပါဘူး ရတယ်စားလေးရတယ်မင်းကအုံမာဆိုတဲ့မင်းကြိုက်စိုးကြိုက်ကလေးကိုတွားထိကြိုက်တော့မင်းကငါမှတ်လောက်တားလောက်ပြစ်ပေးရမင်းဒီမှာတိုင်ပင်ထိုးရ ရရေနဲ့နဲ့သာရှာပြီးထုံးမယ် မင်းသိပါတယ်ရေထဲမှာတိုင်ပင်ထိုးရမှာမဟုတ်ဘူးဟောဒီကုန်းပေါ်မှာတိုင်ပင်ထိုးရ
မရတော့ဘူးဗျာရပါတယ်စာလေးရေချစ်အတွက်အသက်ပင်တီးတီးဆိုကွာချစ်အတွက်အသက်ပင်တီးတီးဆိုကွာစာလေးဟာဟဲ့မောင်ကြီးဟေးမင်းဘယ်တော့ဟာကလေးတော့မလို့ကွာငါ့ကိုအိမ်သာသုံးစကူကွာရောင်စုံလေးငါးလေးတော့ဝယ်ပေးစမ်းပါဘာလို့လို့လဲမင်းမှာစက်ကူတွေအများကြီးရှိတာမင်းရလဲကွာဒီမှာငါလုပ်စရာရှိလို့ငါးလေးတော့ရောင်စုံပါစီနော်ရောင်အေးလေအဲ့ဒါဆိုတော့ငါဝယ်ပေးမယ်ဟုတ်မယ်ဘယ်တော့မလဲဟိုဒီနိုင်မှာပဲကိုဟိုမမုံစားပါဟုတ်ကဲ့ကိုစားလို့ခေါ်ရင်လည်းရတယ်ဒါနဲ့ဟိုတနေ့ကပြီးတဲ့စာဖတ်ပြီးပြီလားဖတ်သေးဘူးရှင့်အမဆွတ်ဆုပ်လိုက်တယ်လေအားနဲ့အမလည်းဘာမှမဖတ်သေးဘူးဟာအဲ့ဒါနားတာပဲဗျာဒါနဲ့ကိုစားပေးခြင်းရဲ့အဓိပ္ပာယ်ဆိုတာသိလားကိုစားကိုပြန်ချစ်ပါလားဟာအိုးအခုမြင်ခုကြိုက်လို့ဘယ်ဖြစ်ပါမလဲရှင်ကျမတို့ကမင်းမသားပဲစဉ်းစားအောင်ပါပေါ့စဉ်းစားရင်လည်းမြန်မြန်စဉ်းစားပါဦးမကိုစားမနေနိုင်တော့ဘူးအုံမကိုကိုစားဘယ်လောက်ချစ်တယ်ဆိုတော့အုံမမသိဘူးနော်ကဲကျမလည်းသွားလိုက်အောင်မယ်တော့ကြာကိုကြီးပါခဲ့မြင်သွားရင်ရှင်လည်းမတက်တာအောင်နော်အဲ့ဒီရောက်ဖာလောင်းယူတော့မကြောက်ပါဘူးအုံမတို့ခဲကသဘောကောင်းပါတယ်အုံမအမလားမျက်နှာရှစ်ခေါက်ကျုံနေတရေမကြီးရမလီအမကြောင်ကတော့ရှင်ဟော့ပိတ်ဖြစ်နေဦးမယ်ကဲပါကျမလည်းသွားတော့မယ်ဟုတ်နေပါဦးမအုံမကိုတွေ့ရခဲ့လို့ပါကိုစားလီအုံမကိုတွေ့ရမြင်ရကြည့်နေရင်ကျင်းတတ်ပါပြီ
ဘာမှမလဲညီနဲ့ခုနစကားပြောနေတာညီကိုဟိုတလုံးကစာပေးတယ်စာကလေးဆိုတဲ့ကောင်မလားဟုတ်တယ်မမဟို तू ကလေလမ်းမရက်ပြီးခဏစကားပြောနေလို့အော်ညီကအဲ့ဒါကိုလက်ခံပြီးစကားပြောနေတယ်ပေါ့မှတ်ထားနောက်ကိုဒီလိုကောင်မျိုးတွေနဲ့ကြောမွင်ရဘူးနားလဲလားအုံမတော့ရောမွင်ပါဘူးအဲ့ဒီကိုဟိုစာကလေးကရောလာဝင်တော့အုံမဘာလို့ရမလဲမမဟယ်လိုလုပ်ရတယ်ဟယ်လိုလုပ်ရတယ်ဘာလဲမမဒါဖြစ်ဒါခိုင်းရရှိတယ်။ဩအေးမင်းတို့ရဲဘော်တွေစားကိုနောင်ငန်းကြီးမှာသွားပြီးတော့ကြက်ကောက်တယ်ဝင်ခဲ့။ဟုတ်။ရမ်းဒါလို့နော်။ဒါလို့နော်။ရောက်ဟေးဘယ်ရောက်ရောက်အကုန်ပန်းကြီးပဲဟုတ်တယ်ပန်းကြီးပဲပြေးငါလေဒါလေး20ကြီးရောဟေးဟာပန်းကြီးပဲပြေးဒီကတကယ်စားမှာကိုတော့ရောက်စားတယ်ပေးပြောင်း20ဒီပေး20ဒီပေးအကျွမ်းမချလို့မရဘူးလားမမဘူကြီးပြလိုက်တယ်ပတ်စံ120ပဲပါဟာမရဘူးကွာမရဘူးအကျွေးဒီလက်ငင်းတော့စိတ်မချလားဟောမင်းတို့ကဒီလိုလားဟေးစားကလေးကွာစားကလေးမင်းတို့လည်းမိုက်ဒီမှာဘူကြီးပြလိုက်တယ်ငွေ120ကုန်ရင်ကုန်သွားလားနောက်တော့ကျန်သားကြိုက်တယ်မင်းကိုငွေ120ပြီးပြီရဲဝေါ်တွေစားဖို့ကြက်တော့30ဝယ်ခိုင်းလိုက်ဟမ်မင်းကစူလာလေးရည်ထဲလွတ်လိုက်ပေါ်မလာတော့ငါမှတော့မင်းဘာများဖြစ်တယ်လဲလို့စိတ်ပူလိုက်ရတယ်မင်းအချိန်ကြီးပြန်လာတော့ရဲဝေါ်တွေပြုံသိဟင်းမဲ့ချက်ကျွေးလိုက်ရတယ်ဒါလေးကျင်းတော့ဘူကြီးရှာခိုင်းနေကြည့်လို့ကျွန်တော်လိုက်ရှာမလွယ်ဘူးနောင်ခိုင်းယူရေချောင်းနှံ့အမြင့်စကတော့မှရောက်သေးတယ်ကြက်ရှာမလွယ်ဘူးကြီးဟာဒါမှလည်းကြက်ဝယ်လို့မရတဲ့အကြောင်းအကျိုးကြောင့်ပြန်ပြောပါလားကွာစားတယ်တို့မှတော့တောင်းနေနေတာဟုတ်ကျွန်တော်လည်းပေးရတဲ့တာဝန်ကိုကျေပြင်းရလို့ပါဘူးနောက်ဆုံးအမကြီးရွာကြမှာဝယ်လို့ရတယ်ဒါဆိုရင်မင်းကြက်တွေဝယ်လို့ရပါလားဘယ်မလဲအဲ့ဒီကြက်တွေ
မှာပါဘူး မင်းချက်ကဒီတကောင်နဲ့လားငါဝယ်ခိုင်းတာအကောင့်20กว่า ဘူးဒီကျက်တကောင်လေးကို120ပေးရတာဘူးကြီးဒီကျက်ကတိုက်ကျရိုးပေါင်း မင်းချက်ကတိုက်ကျက်နဲ့လည်းမတူပါဘူးရိုးရိုးကျက်ကြီးပါ ဒီကျက်ကတိုက်ကျက်အစ်စ်ပါဘူးကြီးဓမ္မသူ့အဖိုးကလည်းတိုက်ကျက်သူ့အဖွားကလည်းတိုက်ကျက်ကျွန်တော်မျိုးရိုးအစင်ဆက်ကိုကျွန်တော်စုံစမ်းစစ်ဆေးမင်းမြန်ပြပါပြီဘူးကြီးရဲ့ဓမ္မဘကိုးနဲ့တဝိုက်မှာ90ရန်တိုက်ခဲ့ရတဲ့ကျက်စကောင်းအင်ဝမ်းရဲ့ရောက်ပါ မင်းလူလည်းမလုပ်နဲ့စားလေကြက်ဝယ်ရမယ့်ပိုက်ဆံတွေကိုရောက်ပန်းလာလို့ကျုံးသွားတယ်ဆိုတာငါသိပြီစားပြီ ဟုတ်ပါဘူးဟိုကောင်ကြီးမြောက်ပြီးတာကိုကျွန်တော်မခံနိုင်လို့ပါဘူးဝလုံးပြရမှာဟိုကျွန်တော်ပြန်ရောက်ပေးပါမယ်ဟိုကျွန်တော်လက်စားလေးကခိုက်ပါ မရဘူးစားလေလောင်းကစားတယ်ဆိုတာငါလုံးဝမကြိုက်ဘူးမင်းကိုကွာတာချလိုက် ကျောင်းဆိုရင်ကျွန်တော်ကောကတုံးလေးခေါ်ကြာရေးတော့မှာပေါ့နော် အဲ့လိုလူပိတ်ခါညှိုးလာမဲ့အပြင်မျိုးငါမကြိုက်ဘူးစားချင်ပါပါလို့ဘယ်လိုလဲစားလေးကိုထုတ်တဲ့သွင်းလိုက် ဒါသူဒီကျက်ပါအချိုရက်ခေါ်ပါမယ် စံတာဖြိုးပေးလိုက် ရော့ နည်းနည်းခေါ်ပါလာ ကောင်းလို့ဘိုးကြီးတဘောကောင်းလို့ပေါ့နှမွေလေးငါကောင်းကတုံးလေးခေါ်ကြာအေးခံရ မပူပါနဲ့တကယ်ကြီးစံသာဖြိုးကမင်းကိုအပြင်ထုတ်ပြီးတော့အပေါက်ထမ်းပြေးခိုင်းအောင်ပါ ဟင်ဒါဆိုရင်ကြောဖို့အထဲကိုအုတ်ခဲကြီးထည့်ပြီးငါပြေးအောင်ပါပေါ့ အေးဘော ဟာပြောငါပြေးရမယ်နေရအုံမတို့အိမ်သားမှာမင်းအဲ့ဒါအုံမကိုကြိုပြီးတော့သွားပြောထားတာကွာ မင်းကလည်းအချုပ်ထဲရောက်တာတော့တဏှာယူလို့မလားမင်းအတွက်တော့ငါတို့အချောင်ချာကြောက်ကြမခံနိုင်ဘူးကွာမင်းငါ့ကိုပတ်စံချိမလား ချီးမယ်ကွာချီးမယ်မင်းကြားပန်ပြီးတော့အောင်တော်ထားရသမှာကွာ အေးကဲငါလည်းစံသာဖြိုးအလေးလာတယ်မလွယ်ဘူးနော်တော့မယ် အေးအေး ပြောရမှာလဲစိတ်မကောင်းကြပဲဗျာ ဘာဖြစ်လို့ပါလဲ ကျွန်တော်တကယ်ရေးစာလေးမမောက်စာဟာအတော့စားလည်းမရှိလောင်းကစားဆိုလဲဝေလာဝေးနေအင်မတန်သဘောကောင်းစားတာဗျာ ကိုမောင်မင်းရလဲကိုတငယ်ချင်းကြောင့်ကိုညှောက်နေတယ်ကိုမောင်စားကိုမောင်မင်းဘာများကြည့်ရလို့ပါလဲ အုံမာကတော့ပြုံးနိုင်မှာပေါ့ဒီမမောက်စားခင်ဗျာမှာတော့ကျော်ဖို့အထက်အုတ်ခဲလေးတွေထည့်ပြီးပြင်းနေရရှာတယ်သူခင်ဗျာတနာပါတယ် ဩရှင့်လူကပြောင်းချောချောနဲ့ကိုပြေးရမှာပေါ့အခုလည်းဘသူ့သွားစားမှမသိလို့ပြေးရနေမှာပေါ့ ပြောရလိုက်တာအုံမာရဲ့အခုမမောက်စားကွာတားကြပြီးအပေါက်ထမ်းပြေးနေရတယ်ဘလို့ကြောင့်အောင်မေအုံမကြောင့်ရှင်အုံမလည်းသူ့ဘာဒုက္ခမှမပေးရပါလားအုံမကြောင့်တော့ဖြစ်မယ်မထင်ပါဘူး ဩအုံမသားမလူဆိုရင်တော့တမျိုးပေါ့ခုဘိုးကြီးခဲမှာဖြစ်နေတော့ကမင်းနဲ့လို့အားရသမားကြီးမတရားလုပ်ကြတယ်လေအခုအုံမကိုစားပေးမှုနဲ့မမောင်စားအရေးယူခံနေရပြီ အိုးအုံမစိတ်မကောင်းဖြစ်လိုက်တာရှင်အုံမအကိုကြီးဘာခက်ကိုပြောပြပါမယ်အုံမကြောင့်တော့ကိုမောင်စားဒုက္ခမရောက်စေရပါဘူး ပြောလည်းပြောမနေပါနဲ့တော့ပြီးတာလည်းပြီးပါပြီဒီကောင်ကြောင့်သိအောင်လာပြောတာပါဒီကောင်အိတ်တာတောင်းမှလေအုံမနဲ့အခန်း30လောက်ရောက်နေ အော်ကိုမောင်မရလေ ဟိုကျန်တော့မယ်နော်အတန်းချင်းစရာလူလည်းမရှိပါဘူးဆရာရဲ့ကျွန်တော်တယောက်တည်းပါ
တတိအနေထားကိုပြောတာကွာအဲ့လိုဗမာလူပြောလေရပါလေရှားမရှင်နဲ့မျက်ချီရောက်ပဲကိုလိုက်ညာဘက်လှဲ့ဆိုလို့ရပါတယ်ဆရာရဲ့ကောင်းရုပ်ချီတော့မျက်ချီတော့ဒီပြောစရာမလိုပါဘူးဟေးကောင်ငါစားခြင်းစန္ဒာဖြိုးကွာမင်းနဲ့တတ်တယ်တပတ်မတ်ချုံရင်တင်းမယ်ပြေးလို့ပြောလေရပါတယ်ဆရာကြီးအဲ့တော့ပြန်မပြောနဲ့ညာဘက်လှဲ့ဟေးကောင်ညာဒီဘက်မှာစားပြေးရလဲလားပြေး left right left right left one left right left right left right ဟေးကောင်လာဒီပြေးနေ left one ပြောပါကွာ left right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  left one yeah left right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  left one left right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  back one left right left right right back one left right left right left အိုးလာကြည့်ပါဦးအိုးဟဲ့မင်းမောင်စားကလေးပြဲနေရပြီအိုးleft right left right back one left right left right left right အိုးရှင်လေး left right left right back one left right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  back one left right left right right back one left right left right ပြေးပါleft right left right left right ပြေးလာမပြောနဲ့ပြေး left right left right left right back one left right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  back one yeah left right left right left right back one left right left right left right back one left right left right left right back one yeah left right left right back one စာကလေးဆိုတဲ့ကောင်ကလူကတော့ဘာမှမဟုတ်တာကွာတတိကသီးဘူးမောင်ဆိုင်ရှင့်ပေးသားရေးပေါ်ကြီးဘာများအသုံးကြလို့လဲကျွေးတာစားပေးတာလို့ခိုင်းတာလုပ်တဲ့ကောင်းလေးပဲပေါ့လားမင်းဒီလိုမပြောနဲ့ပါဥစ္စာစာကလေးဆိုတဲ့ကောင်ကငါတော့ပြန်မနိုင်ရဲတဲ့မျက်နှာဖြူရရှိအာခံဝင်တဲ့ကောင်နေနေရမှာမဟုတ်ဘူးဒါဆိုရင်ရဲဘော်စားကလေးကတတိပြတိနဲ့ပြည့်စုံတာပေါ့နော်နေ့လေကသူကျိုးဖို့အိတ်ထဲအုတ်ခဲအိတ်ထဲပြီးပြင်းနေရတယ်တွေ့တယ်အဲ့ဒါပြောတာဟောတတိလေးကကောင်းပါရဲ့အလောင်းကစားလေးကဖက်ချင်နေတယ်သူကပူကားရဲ့ကက်တွေဆွဲလို့လာရင်သူ့ကိုကြည့်ရတာဖဲတွေပါရေးတတ်မဲ့ပုံမပေါ်ပါဘူးအေးရဲဘော်ကြီးကျွေးဖို့ဝေ120ပေးပြီးကြက်ဝယ်ခိုင်းတာနောက်ပန်းလာပြီးရှုံးလာတယ်လေအဲ့ဒါကြောင့်အချုပ်ထဲကိုမထည့်ခြင်းပဲထည့်လိုက်ရတယ်အော်ဒီစာကလေးဆိုတဲ့ကောင်ကွာတားကြတာကျုံညမအုံမအောင်စားပြီးလို့မဟုတ်ဘူးပေါ့ဟာစားပေးုံနဲ့တော့ဘယ်ရေးယူလို့ရပါမလဲကွာခုကတတ်နောက်ပန်းလာလို့ရေးယူရတာအော်လောင်းကစားလို့ကွာတားကြမှာတော့ဘယ်သနာစရာကောင်းမှာလဲကျုပ်ကတော့လေစာကလေးဆိုတဲ့အကောင်ကွာတားကြတာဘာအမှုနဲ့ပဲကြကြကျင်းနဲ့တယ်အဲ့ဒီစာကလေးဆိုတဲ့အကောင်နည်းနည်းလေးမှကြည့်လို့မရဘူးမင်းကအလကားကြီးသူတော့တက်တက်မျက်မုံကျိုးနေတာပဲကျိုးတယ်ဘာဖြစ်ဘာလဲရှင်ကစာကလေးကြည့်လို့နားလာလားဟာမမကလည်းငါးနေရရှိနေတာသူကတူမျိုးဟာလေဘာလို့ပါရှင်လည်းမကောင်းကိုမမီကျမတက်တက်မဲ့လိမ့်လားကိုစာကလေးသူ့ဟာသူမြောက်ပန်းလုံလို့ပြေးရတာနဲ့ကျမကြောင်လေးဘာလေးနဲ့ဟောသူကမြာဟုတ်မောတကယ်ချစ်ချတာပါခင်ဗျာသူကွာတာကြတော့ကျမကြောင်မှမဟုတ်ပဲအုံမစိတ်ကြောင့်ဒီကောင်လူချင်ရတဲ့ရှော့လို့တာပါအုံမရဲ့အင်မတန်ရိုးတယ်ကောင်ပါစက်တဲ့လက်ညှိုးထဲတာတော့လက်ညှိုးမလို့မကြိုက်ဘူးအုံမကတော့တကယ်ချစ်တာပါယုံပါကျမမယုံရဲဘူးကိုမမီဒီလိုလောင်းကစားဝါနာပါတဲ့လူမျိုးကတနေ့ကျမဖဲပေါင်မရိုက်ဘူးလို့မပြောနိုင်ဘူးလိန်လဲလိန်ညာတဲ့လူမျိုးကျမမစင်းစားနိုင်ကိုမမီမစင်းစားပဲဆိုမနေပါနဲ့အုံမရဲ့ဒီလိုကောင်မျိုးတသက်မှာတစ်ခါတောင်တွေ့ခဲ့ပါသူကတထေးသားတိုင်းပြည်နဲ့လူမျိုးကိုချစ်လုံးလို့စစ်တပ်ထဲဝင်လာတာတထေးသားဆိုလဲငိုတွေပါချစ်သိဘယ်ကယူဆိုင်မလဲ
အဲ့ဒါမှပိုကြောက်သေးတယ်ကျမတို့မိမသားဆိုတာစဉ်းစားရတယ်ရှိတော့ကြပန်းကောင်းညွတ်ကြိုးဖြစ်မှာခက်ပါလားမခက်ပါဘူးအုံမရဲ့ပန်းကောင်းမျိုးဖြစ်တော့လည်းပြန်ဆက်လိုက်လို့ရပါတယ်ကျမအကောင်းပြောနေတာရှိကျွန်တော်လည်းအကောင်းပြောနေတာပါအုံမဒီကောင်ကြီးကိုပြန်ကြိုက်လိုက်တာမှာမကြိုက်ရင်ဒီကောင်ကြီးရှင်နေဒီတဲ့ဆိုးသွားနိုင်တယ်နော်ကျမဟင်းရကစုံမှမဟုတ်ခုပြောခုကြိုက်နေဖြစ်ပါမောင်မြင့်ဗျာမင်းဒီမှာဘာလာလောက်တာအောက်ဝဲလာလုံနေတာဟမ်ဟုတ်ပါဘူးဟိုစကားပြောနေတာစကားပြောနေတာဘိုးကြီးအိမ်ကိုမင်းတို့မလာရဘူးဆိုတာမသိဘူးလားဟုတ်ကဲ့သွားအုံမကျွန်တော်မိမတော့ကပိန်ပြီးပြီလားဟိုးကျွန်တော်ပြီးတယ်ကပိန်ကကျွန်တော်အိမ်ကိုရောက်တာကြပြီဆိုတော့ကျွန်တော်ခင်မလေးကိုတော့သိမှမသိဘူးသူ့နာမည်ကအုံမားတယ်ယူနီဗာစီကတောင်းပြီးလို့ပြန်လာတယ် Hello Oma how are you I'm Captain Ronnie come on chicken chicken thank you very much thank you Oh အရင်ကမြန်မာမိန်းကလေးတွေရှာတယ်ဆိုတာကျွန်တော်သိလက်မခံဘူးအခုအုံမာကိုထွေတဲ့ခါကျတော့သိရှာတဲ့မိန်းကလေးဖြစ်နေတာအခုမှကျွန်တော်ယုံကြည်တော့တယ်ညီမလေးကကျမမိငယ်အတိုင်းပဲကပ်တယ်အဲ့ဒါကြောင့်သိလာတာပေါ့ကပ်တယ်ကျွန်တော်တို့ရုံးကိုသွားကြအောင်လေဘလို့ကလေးတွေရှိသေးတယ်မလားအိုးကိုဖက်ကလည်းကပ်တင်တစ်ခါလေးလာတော့ဘာလို့ချက်ချင်းပြန်လွှတ်မှာလဲဟုတ်ပါတယ် Mrs. Bucket ပြောတာမှန်တယ်လောက်စားကြည့်တာတောက်မှလို့ပါကျွန်တော်မှအချိန်ကြီးအများကြီးရှိတယ်ဟိုအမမလောက်ဆရာလေးရှိလေဒီလိုခဏမှခွင့်ပြုကြပါရှင်ဟိုအေးကောင်းဆောင်မလာနေတဲ့အချိန်မှာဘာလို့တရှိသေးလို့လဲဟိုဟိုတူမဆိုးလို့ပါဟာဟင်းချက်တော့ချက်တယ်မိဖို့ကြောင့်လုပ်တယ်လားမိဖို့ကြောင့်လုပ်တယ်ဆိုကျွန်တော်အများကြီးစိတ်ဝင်စားတယ်ကိုကြီးပြတယ်မိန်းကလေးနေပါတော့ဟိုသူတို့လုပ်ပါလေတော့ညီတို့ကိုလုပ်သွားတော့ဘုန်းကြီးပေါ်တယ်လားဘုန်းကြီးလောက်တယ်ဟာအပေါ်တယ်လားရှင်းနေမိတော်စရာဘုံနာနဲ့မတက်လာစစ်အပေါ်တဲ့ဘုံဒီရမပေါ်တယ်စမ်းရှင်းနေဟိုက်ခဲ့လားခက်ညထားအေးနောက်ကမျိုးပိုင်နာမြန်းလားမျိုးပိုင်ပေါ်တယ်အာဒီရမျိုးပိုင်ပေါ်တယ်ဘာလို့မတက်မကက်စားဘူးမတက်ရဘူး啊！我看了你，那个看不着你，没这样的。
啥没搞的？我他妈俺俩快，快快快！我哪里？ပြောလို့ရောနီကိုလက်လက်ရောနေရတဲ့သဘောဖြစ်မှာပါပိတ်တာတို့မျက်ရည်မြင်မကြကောင်းဘူးတဲ့ကွာနောက်မနေသားမနဲ့မောင်မြင့်ဟာငါရင်ထဲမှာတကယ်ခံစားနေရတာဟုတ်အုံမောင်ငါတကယ်ချစ်တယ်မင်းအဲ့ဒါလိုပြောခဲ့ပေါင်းလဲများလာ69ရောက်လောက်ရှိပြီငါတို့ကတော့အဲ့ဒါမျိုးယိုးနေပြီဒီကောင်မောင်မြင့်မင်းမစနဲ့ကွာငါငိုချင်းလာပြီဘောနီကိုလည်းငါမကြည့်နဲ့ပတ်ချင်ပြီမင်းမငါရောတတ်မိမယ်နော်မင်းအော်မတတ်ပါနဲ့ကွာငါမှမိမနဲ့ခလေးနဲ့မင်းလိုတကောင်ကျွဲ့ဦးကြောင်ကြောင်မဟုတ်ဘူးမောင်ငါဘယ်လိုလုပ်ရမလဲကွာမင်းငါ့ကိုချိုတီဟိုတယ်မှာအဝကျွေးရင်မင်းကငါအကြံဉာဏ်ပေးမယ်မင်းဒီလောက်စားချင်တယ်ကျွေးမယ်ကွာလာ
တင်လိုက်တာကိုမောင်စာရဲ့ ကိစ္စမရှိအောင်မကိုကြီးရမယ်ဝတရားရှိလို့ပါ ထောင်စားလေးဟမ်ဘာတနတ်တွေရတယ် မတနတ်တွေပါရအရင်မကြည့်ဘူးအောင်မနောက်တယောက်ဖြစ်ဘတော်မှရှောက်မသွားနဲ့ကိုရစစ်သားကြီးအရင်မူးပြီးတော့တမျိုးလုံးရှောက်ပိုက်ရမ်းနေတာပါဖက်ကနေကိုမြည်တော့တာဟမ်အိုးဒီမှာလေညီမလေးကိုကပရင်လိုနေနဲ့ပေးစားဖို့ငန်းချနေတာရှင်းဝင်မပါနဲ့ဟာဒေါ်နီဆိုတာကတိုင်းတစ်ပါးပါလေအဲ့ဒါပြောတာပေါ့ကိုကြီးဒီနိုင်ငံသားတွေဘယ်မလုပ်ချင်ပါဘူးဆိုတာအဲ့ဒါမမအတင်းပေးစားဖို့လုပ်နေတယ်ညီမသိပါဘူးအုံမရဲ့ဒီမှာလွတ်လပ်ရေးရလို့ရှိရင်သဘုံတွေထကြတောင်းရမ်းဖို့တင်းနေတင်းနေကြပြီဒီတိုင်းကြီးပြတ်သွားရင်တို့ကမှာကနေဟမ်မင်းကညီမကိုဒေါ်နီနဲ့ပေးစားပြီးဘီလက်ကိုလိုက်ဖို့ကြံနေတာကိုအဲ့ဒါတော့မဟုတ်သေးဘူးမဟုတ်လားဟုတ်တယ်လေညီမလေးကိုကပရင်လိုနဲ့လာပေးစားလိုက်ရင်သူတို့ဘီလက်လိုက်သွားလို့ရပြီပေါ့အမကတော့ကိုယ်နိုင်ငံလွဲပြီဘယ်နိုင်ငံမှမတောင်းတော့မှကပရင်လိုညိုလည်းမယူနိုင်ဘူးအေးဟုတ်တယ်ငါလည်းကိုယ်နိုင်ငံကိုစွန့်ခွာသွားဖို့ဘယ်တော့မှစိတ်မပြီးတော့ရော်နီဆိုတဲ့ကောင်ကလည်းငါသဘောမကျဘူးရှင်သဘောကျဖို့မလိုပါဘူးကိုပါခဲ့ညီမလေးအုံမှာသဘောကျဖို့ပဲလိုပါတယ်ရှင်ဘာမှဝင်မစွတ်ပါနဲ့ကပရင်လိုနီဆိုတာကြီးရောက်ပြီလို့ပဲအုံမှာတော့နည်းနည်းလေးမှကြည့်မရအောင်အုံမှာတော့ယူချင်းယူကို့မျိုးသားချင်းပဲယူတယ်ငါသဘောအရဆိုရင်တော့ရော်နီထက်စာရင်စာကလေးကမှဟုတ်တုတ်တုတ်ရှိသေးတယ်ဘာပဲပြောပြောစာကလေးကမျိုးချစ်စိတ်ရှိတယ်ကွာဟမ်ရှင်စာလေးကိုဆွဲထက်ပြန်ပြီလားဒါဆိုလည်းရတယ်လေရှင့်ကိုခွာပြီးရော်နီနဲ့ကြုံယူလိုက်ရုံပေါ့ဟာဒီလိုတော့မလုပ်နဲ့လေကွာဒါဆိုလည်းရှင်ဘာမှဝင်ပါနဲ့ကျုပ်ကတော့
အောင်မအောင်ရော်နီနဲ့ရအောင်ပြီးသားမှာပဲလူရပေါင်းပါအောင်မသူ့မှာတော့ဥစားရော်နီနဲ့ပြီးသားတော့မယ်ပြီးသားလေယူမသေးပေါ့ကွာနားအေးတော့အေးဟင်မင်းပါပြောကဲဒီလိုလုပ်ပါဘယ်လိုလုပ်အောင်မင်းတတိရှိဖို့တော့လိုတယ်ကောက်မလေးကိုခိုးပြရမယ်ဟင်ငါတို့ကကြောက်မှမစင်းရပြီခိုးပြီးတော့ငါဘယ်တော့ထားမလဲဟိုညံတော့ပါဟမ်ငါတငယ်ချင်းဘာမောင်ဆိုတာရှိတယ်ငါပြောပြရင်ရတယ်အဲ့ဒီမှာတော့ထားဩမင်းတို့ကြံတော်တော်ကောင်းပါလေနော်ငါသာအုံမာသာဆိုရင်တော့လက်ခံမှာမဟုတ်ဘူးကြောက်လို့ဘာကြောက်เสียရှိလဲကွာအုံမမင်းကိုချင်ပြီးတာအဲ့တိုင်းပဲမင်းတို့နှစ်ယောက်နားလည်မှုရှိဖို့တော့လိုတယ်နော်ဟာစိတ်ချပါကွာဒီအတွက်ကိုငါတောင်းဝင်ယူပါတယ်အုံမလည်းငါ့ကိုတကယ်ချစ်ရှာတာကွာဒီလိုဆိုလဲမင်းတို့သေးသေးချာချာပြပြရေးအစီအစဉ်ကြဖို့တော့လိုတယ်နော်ငါကွာတန်းချမခံနိုင်ဘူးချဘူးကြိုက်တယ်ကွာကြိုက်ကွာငါနဲ့ချဘူးနဲ့တငယ်ချင်းကွာဒါနဲ့မင်းအစီအစဉ်လေးပြန်ပြောစမ်းမအောင်ကွာဒီလိုပါဟိုမင်းအဆင်ပြေတဲ့အချိန်ကြရင်အုံမကိုဘာမှမပို့ထားပင်နှန်းဆင်းတော့ရဲဘော်ဆက်လို့ကွာအမလေးဆက်ဆရာကြီးကအဲ့ဒါကြီးတောင်းနေတာရဲဘော်ဆက်လို့ရဲဘော်ဆက်လို့လွတ်လပ်ရေးလည်းရကျုပ်တို့လည်းဘူးဖြစ်တော့စားခြင်းစံတာဖြူခင်ဗျအကျင့်ကြီးဖြောက်မလားမဖြောက်ဘူးလားဟုတ်ကဲ့ခင်ဗျဖြောက်ပါမယ်ဘိုးကြီးတို့လည်းလေးစားပါလေမင်းကတို့ကိုများဖဲသမားတွေအောင်းမေ့နေလို့လားဘာလဲလေးစားတယ်ဆိုတော့ငါပြန်ပြီး6ရော်တဲ့သဘောပေါ့ဟုတ်လားဟုတ်ပါမဟုတ်ပါဘူးခင်ဗျအဲ့ဒီမဟုတ်ပါဘူးဆိုတာဘာလဲမင်းကတို့အရက်နဲ့လှည့်ရန်တိုက်တာဗျာဟုတ်တယ်ဆိုတာမဟုတ်ပါဘူးခင်ဗျမဟုတ်ဘူးဆိုတာလေဟုတ်ပါတယ်ခင်ဗျအဟမ်းမအခုမှကြွက်စုပ်ရည်နေတဲ့မျက်နှာနဲ့လောက်လိုက်လို့ကြွက်စုပ်ရည်နေတဲ့မျက်နှာမဟုတ်ဘူးကွာပရစ်ကိုခေါင်းဖြုတ်ပြီးရေစိမ်ထားတာဒါလည်းမဟုတ်ဘူးခြားစားနေတဲ့ပုံမို့အိမ်သားလေးကျသွားတဲ့မျက်နှာမင်းတို့ပြောတာတွေတခုမှမဟုတ်ဘူးတငင်းသီးအခုံကိုဘွက်ထဲနှစ်ပြီးဖနှောက်နဲ့ပေါက်ထားတဲ့မျက်နှာကွာကဲအဲ့ဒီမျက်နှာကြီးကြောင့်ပြောမနေနဲ့ဒီမရအဖမ်းမြက်ကြက်သိမရှိဘူးစန္ဒာဖြူမင်းငါတို့အားလုံးကိုမင်းအလေးပြုရပြုပါမယ်ခင်ဗျာဟေးအဲ့ဒါဆိုရင်မင်းငါ့ကိုအရင်လေးပြုအေးနားလဲကြပြန်လာပါယုတ်
င်းတော်ဆရာကြီးပေါ်လာနေပါတခြားလုံးစမ်းပါလက်က90ဒီဂရီတနက်က45ဒီဂရီထားဟုတ်စာကလေးမင်းလက်ကတစ်ချောင်းနဲ့ဖြစ်နေ၄ချောင်းပဲရောက်နေဟေးအဲ့လိုလုပ်ပါကြက်စားဆရာအေးရထွက်မြို့ပါကြီးအစားတော့တိတ်မကောင်းဘူးတော်လေးဝါမြို့ပါမင်းကလည်းကျဲသီးတွေပြုတ်လို့ပါလားဘိုက်ကလည်းတော့ကူးနေမြို့ပါကြီးသာတော့တော့ဘုန်းကြီးခင်ဗျာတခါကြီးတော့မခေါ်တော့ဘူးလားခေါ်တော့ပါဘူးကဲမင်းကျော်စံစိတ်ချလက်ချတော့ကြံပြီငါမိမလည်းသဘောကောင်းတယ်နောက်ပြီးတို့လည်းများနှစ်ယောက်စမောတယ်မင်းတငယ်ချင်းစာလေးရဲ့ကြည့်တော့ကိုညီမရင်းလေးကြောက်ဆောင်းချောက်ထားပါခိုင်စိတ်ကောင်းတော့ကျေးဇူးတင်နေကွာငါတို့ကတင်နှပ်ပြီးမယ်လို့တက်ကုန်ပြန်ရရဘူးပေါ့တက်ကုန်ပြန်လို့ခေါ်သွားရင်တော့ဘာမှပြဿနာမရှိဘူးကွာကလပ်ဖြူတွေကဘာတွေရဲ့ပယောဂနဲ့ဒုက္ခရောက်နေတယ်လို့ခုညီရတာကုသိုလ်ရပါတယ်ကွာအေးတို့လည်းများရောက်ပါလေတတ်လို့သားတွေအများကြီးကူညီကြပါအေးဒါဆိုငါစိတ်ချပါကွာအခုကမင်းတို့ကကြိုပြီးလာပြောတာလားအဆင်ပြေတဲ့နေ့ကျမှမင်းတို့ကခေါ်လာခဲ့မယ်အေးမင်းတို့ခေါ်လာမယ့်နေ့ငါ့ကိုကြည့်ပြောလာခဲ့မယ်ဒါဆိုရင်ကစီစဉ်လိုက်ပါငါလည်းသိအားရမှာမဟုတ်ဘူးကွာကျောင်းစီမမှာဇက်ကကိုလုံနေရပြီမင်းကလည်းတက်ထဲရောက်တော့ဇက်ကနေလို့မလားကွာဝါသနာကွာမင်းကလေရောက်မင်းမမြောက်ကောင်းတယ်နော်မတိုင်ပါဘူးကွာခုနဟုတ်တယ်ဘာမှဆိုတဲ့ပုံကဆက်စရာကျွတ်ဆိုင်ရတဲ့ငယ်ချင်းပုံမအိမ်မှာသွားနေရသိချတယ်ဖြစ်ပါမလားကိုစားအဲ့ကိုဘာမောင်ဆိုလူရလူစုံမမသိလူကောင်းမသိဖြစ်ပါတယ်အမကြီးသိချတယ်သူတို့လည်းမရတမလို့သားကြီးဆိုရင်တိတ်ကိုကြီးပေးတာအကျွေးလည်းပေးတယ်အမယုံမရစေနော်ပြီးတော့အမကိုလည်းပြစ်မထားပါနဲ့အမမအားကိုးစရာဆိုလို့ကိုစားလည်းရှိတာစိတ်ချစမ်းပါဦးဘာမောင်တို့အိမ်မှာပုံနေဦးမယ်ကိုစားလို့ဟာမဖြစ်နေမိတယ်ကျောင်းဆင်းတော့မှတိုင်းကိုခေါ်သွားမယ်ဒါဆိုရင်ကိုစားတို့အမဘလို့လာခေါ်ပါလဲမမလည်းအမရောနဲ့တင်းပြီးစားကိုလုံနေပြီအလားကောင်းမယ်အခါနှောင်းမယ်ဆိုတာမျိုးတော့မဖြစ်စေနဲ့နော်မစိုးရင်လည်းအမအဲ့ဒီရော်လေးဆွဲကောင်းယူလုပ်ကြည့်ဟိုက်တန်းနဲ့ရှင်းပြမယ်ဒီစမ်းတော့မပါဘူးအရေးကကိုစားနောက်နေပြန်ပါပြီနောက်ညာမဟုတ်အမကိုစားတို့အားလုံးအစီအစဉ်လုပ်ပြီးပြီအစီအစဉ်ကဒီလိုက
ဒီလိုကြီးတဲ့ဒီချောပြီးရတဲ့ဒီထော စာကလေးလာမင်းချောချမမီပြလိုက်ဟာလွယ်တယ် မင်းကဘယ်လိုလဲ တာတာ မင်းကသာ တာ မင်းကသာ အေး ငါတခါမွေးနေဆိုငါဖေအောင်မလို့ဟာโอ้ยตาโอ้ยตา အဲ့ဒီနှစ်ခါဝင် မြ နေ င်ကြစစ်တာ ညပြတာ အော်လေတာကြီးတာဟာတာကြီးဟာလူနာမိတ်ကျွဲကြိုလေးနဲ့ငါကြားဘူး မမရဖေလူနံဘင်းကျွဲကျူလီလိမ့်စမစင်ဘောမယမပင်ကောမလေးစနာမင်းသမီးလေးစင်ဘောကလေးမို့တားတော်လေးမနေနိုင်မထိုင်နိုင်လို့ချစ်မိကြိုက်ပါဗျာဘာခမီးတော့ဗျာအပြစ်ပေးတယ်ဒါမျိုးရင်ခါထိုးခံမှာမဗျာထိုင်နေတိုက်နေပြန်ဘာခမီးတော့ဗျာမနေစီလို့ဦးဆိုရင်တားတော်လေးဒီရွှေနန်းတော်လေးမနေတော့ဗျာအခုအိမ်ဘွားဆင်းနေရေဝသွားပါပြီရေဝသွားပါပြီဝိဒါယစီကျူလေးအမြင်နဲ့ပြောရမယ်ဆိုရင်ရိတ်ခါအင်အားတယောက်ရော့သွားတယ်မှန်ပါဝိဒါယမင်းကြီးကျေရတားတော်လေးကိုတော့ရှင်မြတ်ချစ်မြတ်လို့လွန်ပါသဖြင့်လိုက်ခေါ်ဖို့မကြိုးစားနဲ့နော်မှန်ပါပကံခေအရေးကြီးရဟန်းဆိုတာစံပြီးတာလေးတဲ့မောက်စိတ်ကြီးဘလပြစ်နေပဲကြားဘူးရှစ်တလက်မှနောက်ပြောင်ပဲကြားဘူးသပင်ညက်เสียကောင်းလို့နောက်တလက်မှရှေ့ပြောင်ဖြစ်သွားမဖြစ်ပါလေတူမလေးတောင်လောက်ခုံအောင်ပါပဲဟဲ့တောင်ဘူးလား မြေရဲ့တပွေးမဲထွက်လာဘုံဘီယာဘုံဘီယာဖျားနမလေးကိုခေါ်တဲ့ကိစ္စကဒီကနေ့ယောက်ျားပြီးစားတော့မယ်နဲ့တူပါရဲ့နေကောင်းရသားရပါတယ်ဖျားဒီကနေ့နဲ့ခတာယာကိုကြည့်ရမယ်ဆိုလို့ရှိရင်အင်မတန်မှကိုပဲသားရတဲ့အချိန်ခါပြနေတာမို့လို့ဖီလင်ပေးစားပါဖျား ညမလဲလင်တာယူနေတာပဲအချိန်ရှိပြဲတဲ့လေငါလောက်လိုက်ရရင် အမလေးလှုပ်ချင်လှုပ်လိုက်ပါရွေးမထားပါနဲ့နေရတာတမျိုးကြီးပဲ ဟဲ့ငါကရိုက်မယ်လို့ပြောတာဟာ မှန်ပါဗျာရိုက်ရင်ရိုက်လိုက်ပါလို့ပြောတာပါဗျာမရိုက်ခင်လေးဟေးဖုံဗျာအချင်းလေဗျာအသာလေးဒီလိုလေးကျူပြီးအဲ့ဒီချင်းနဲ့သိပါလားလို့ ဟဲ့နီငါအသားတွေခဏမကိုင်နဲ့ ဖုံဗျာ ဟေး ဟိုကမဲနဲ့လာနေတာဖျားနမလေးရဲ့လင်းနဲ့တူတယ်ဖျား ဟဲ့ကြင်ညာလို့ပြောရ အတူတူဥစ္စာ သိပြီချာငါကြည့်လိုက်အောင်မယ် မှန်လားပါဗျာ ဘယ်လိုလဲက အမလေးအထိုးကောင်းပဲဖျားအရင်မှမရှိလို့ဂျုံချုံဝင်လာပါတယ်ဖျား ရက်ပြင်းနေဘာကဲမောင်မင်းခေမပြောက်သွားတာမောင်မင်းစိတ်မပူလားဒီကိစ္စစားလေးလက်ချက်ဖြစ်ရမယ်သူ့ကိုမောင်မင်းခေါင်းကောင်းအရေးယူရလိမ့်မယ် ဘာမှသက်သေထောက်ထားမရှိပဲနဲ့ကျွန်တော်အရေးယူနိုင်ပြတ်ပြီ မောင်မင်းမိမကသူ့ကိုတရားဝင်လာတိုင်းထားတယ်လူတယောက်ဖွင့်လို့ဆိုတာထောင်ကြသွားနိုင်တယ်သိသလားတကယ် ဒါကတော့ကျုပ်မတတ်နိုင်ဘူးကပ်ပြီကျုပ်စာလေးကိုခမားရှိမှဖြေခိုင်းမယ်စာလေးဖြေစမ်း ကျွန်တော်အုံမောက်သူအလိုမတူပဲ
ခိုးယူပေါင်းတင်ခြင်းမရှိပါဘူး ကဲခမကြားတဲ့အတိုင်းကျုပ်သူ့ကိုဘယ်လိုလုပ်ပြီးရေးယူလဲ ခင်ဗျားတို့ညနေဖိတ်များတယ်ကျွန်တော်တစ်မျိုးလုံးကိုပိုက်စိတ်တိုက်ပြီးတော့ရှာမယ် ဒါတော့ခဏသဘောပေါ့ရှာခြင်းနဲ့ရှာတယ်ခုစာလေးကိုကျုပ်ပြန်လုပ်လို့ရတယ် Yes Lieutenant စာလေးပြန်တော့ကပ်တယ်တို့လုပ်ကိစ္စဆက်လို့ Okay carry on Lieutenant ငါနားလဲပါတယ်ကွာမင်းတို့ဖွင့်လို့ပြောရင်မင်းတို့ရဲ့အခက်အခဲကိုငါသဘောပေါက်ပါတယ်ခုငါမိမမဟုတ်စားခေါ်ရပလိတွေနဲ့ပေါင်းပြီးအုံမောက်မင်းတို့တမျိုးလိုပိုက်စိတ်တိုက်ပြီးရှားနေတယ်ကွာအဲ့တော့အုံမောက်မင်းတို့အပြင်ဘက်ရောက်မင်းတို့ဘယ်လိုခေါ်လို့ကြ မကြံတတ်တော့ပါဘူးကြီးစာလေးကိုရဲဘော်ရဲဘက်စိတ်ကြောင့်အားလုံးဝိုင်းပြီးကူညီကြတာ ကျွန်တော်တို့တိုင်းပြည်တောင်နေထမ်းဆောင်စရာအများကြီးရှိပါသေးတယ်ဘုကြီးတောင်ဝင်ရောမဲ့တက်ကိုမရောက်ခင်ဘာမှပြဿနာမဖြစ်ချင်ပါဘူး အေးအဲ့ဒါကိုပြောတာပေါ့ကွာအခုမင်းတို့ဘာမှမကြံတတ်တော့ဘူးဟုတ်ပါလားဟေးငါကြံတတ်တယ် ဒါဆိုရင်ဘူကြီးကကျွန်တော်မယားကြီးကိုတော့ဘူးဆုံးဖြတ်ထားပြီပေါ့နော် ဒီတိုင်းတော့မရဘူးစာလေးမင်းစီးနဲ့ကန်းနဲ့စစ်သားပြီးနေရမယ် စာလေးတော့ကျွန်တော်တောင်းယူရတယ်ဘုကြီးစာလေးကအလုပ်ကိုတိတိကျကျလုပ်တတ်ပါတယ် အမမင်းကရှင်းနေလဲရောက်မင်းကစာလေးရောက်ပါ မဟုတ်ပါဘူးဘုကြီးနဲ့မယားကြီးကိုပါ ဟင်မင်းတို့တော်တော်လာတဲ့ကောင်ကြီးပဲကွာကဲကဲမင်းတို့လည်းကိုတက်ကူသွားဖို့ပြင်ရဆရာအောင်မလားငါလည်းသွားဆရာရှိပြီ အာဒီဘောင်ဘူကြီးခုနဘူကြီးစီစဉ်ထားတယ်ဆိုတဲ့အစီအစဉ်လေး အဲ့ဒါငါနောက်မှပြောမယ် ဟာအဲ့လိုမဟုတ်လေဘူကြီးဒီမှာကျွန်တော်မှဆက်တင်ငါကြီးရောက်ရဲအားလုံးကားပါကဲမယ် ဟောတယ်ကိုသွားလိုက်အေး ဟ
ဟေးဘာလို့ကောင်းတတ်တဲ့ကိုကြီးအမတို့သွားခွင့်ပြုပါမမတို့လည်းအကျိုးကြောင့်ပြောပြလိုက်ပါ ဘိုးကြီးကျွန်တော်တို့မန္တလေးအထိဆင်းမယ်ဘိုးကြီး ကောင်းပါပြီကွာကဲမင်းတို့အားလုံးတိုင်းမီတာကိုကြည်ပုံကြပါစေရဲဘော်ဆက်လို့ ဟမ်ရေဘောဆက်လို့